မရှိခဲ့ရလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ပွဲစဉ်3ပွဲမှာရန်ကုန်ပြည်နိုင်ပွဲနဲ့သူအကောင်းဆုံးပုံစံတစ်ခုမှရှိနေခဲ့တဲ့မြန်မာအသင်းဒီနေ့မှာလည်းရန်ကုန်ပြည်နိုင်ပွဲနဲ့သူနောက်ဆုံးပွဲစဉ်မှာပြည်သက်တွေကျင်းတဲ့လောက်တဲ့ရလက်မျိုးထပ်ပြီးတော့စွမ်းဆောင်သွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ် ဦးစောနာစီရတင်မယ်တွင်းထဲမှာဘောလုံးပြန်ပြတ်သွားတယ်မြာအတူပိုင်းရှေ့ဘက်လိုက်မျောပြီးဒါမှလည်းစီရတင်ရဲ့ခန်းစစ်ကကောင်းဦးရမြာလိုက်နေခင်ဗျာလင်းအောင်မဲလင်းအောင်အញ្ញဆွေဒီချိန်မှာတော့စီရတင်ရဲ့ ခံစစ်ကအနေငယ်ရှေ့ထုတ်ပုံကတော့ကြမ်းခဲ့တာဖြစ်ပါတယ်။ကိုရင်းစီကျွန်တော်မြင်တွေ့ရပုံကတော့စီးရီးယားအသင်းအင်ရှင်ပရိသတ်တွေရဲ့အားပေးမှုတန်ကိုတော့ဖီယာအနေငယ်ဝင်နေပုံတော့ရတယ်ဗျာ။ မိုဘိုင်းမင်းဆွေဒါကြောင့်မလို့ဒီနေ့မှာတော့စီးရီးယားအသင်းကသူရဲ့အေယာနဲ့တိတ်မဝေးရဲ့အနေထားစတင်ပြီးတော့မြန်မာအသင်းကိုပြစ်တမောခွင့်ပြုပေးခဲ့ရည်ဖြစ်ပါတယ်ဒီအနေထားမြန်မာအသင်းအတွက်ဘာမှမဆိုဖြစ်သွားနိုင်တဲ့အခွင့်အရေးလည်းဖြစ်တယ်မြာ ရှေ့ပိုင်းမှာလည်းမြန်မာအသင်းဒီလိုအမြင့်ပေါ်ဒီလိုအခွင့်အရေးအနေသွင်းကိုရရှိအောင်အကောင်းဆုံးစွမ်းဆောင်ပြခဲ့တဲ့တာတကားတွေရှိနေခဲ့လို့ဒီအခွင့်အရေးကသွင်းကိုရရှိသွားနိုင်လောက်တဲ့အခွင့်အရေးကောင်းတစ်ခုလိုပဲဆိုရမှာဖြစ်ပါတယ် ဟုတ်ပါတယ်အခုရရှိလာတဲ့အခွင့်အရေးကနေမြန်မာအသင်းဥဆောင်မှုရရှိသွားမလားဆိုတော့ကျွန်တော်တွေစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ပြည်တော်ကမ်မဲနေရာမှာတော့မြန်မာအသင်းရဲ့အဓိကအခွင့်အရေးကစားသမား2ဦးလို့ဆိုရမယ်လင်းအောင်နဲ့အန်ထူပိုင်တို့ရှိနေခဲ့တယ်များအန်ထူပိုင်ပြန်ပြီးတော့အေးလည်းကြားတယ်ကောင်းတယ်ပြီကိုရီများကိုရီစီရဲ့ကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသွင်းဖို့တကိုထပ်ပြီးတော့သွင်းပြခဲ့ပြီဖြစ်ပါတယ် မိုဘိုင်းမင်းဆွေကျွန်တော်စောပိုင်းတင်ဆက်ခဲ့လို့ပဲအန်ဒီရများရခိုက်တဲ့အနေနဲ့မြန်မာအသင်းဥဆောင်မှုတွေတည်ယူတဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ဥဆောင်မှုတော့ပဲသားချင်း7မိနစ်ကျော်မှတည်ယူခဲ့ပြီဖြစ်ပါတယ်သူကကွင်းထဲမှာစီရပြည်သက်တွေအားပေးတယ်တကယ်ကိုရင်ကုန်စရာအပြည့်နဲ့မြန်မာကစားမိုင်းကတကယ်ကိုပဲအတက်စရာတခုဖြစ်နေကြရတယ်ဖြစ်ပါတယ် မြန်မာအသင်းကတော့အင်ရှင်ပြည်သက်တွေရဲ့အားပေးမှုနဲ့ပဲအတူသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာရမှတ်တမတ်တော့ပဲမဟုတ်ပဲရန်ကုန်ပြည်နိုင်ပွဲရန်ကုန်ပြည်အကောင်းဆုံးပုံစံနဲ့အတူ19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြည့်ထန်နေတဲ့ပုံရိပ်မှာတော့ရှိနေကြတာဖြစ်ပါတယ် ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရကြပြီဖြစ်တဲ့အတွက်ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပြည်သက်တွေဟာတကယ်ကိုပဲပောက်ကွဲဆန်တော့ကျွန်တော်တွေမြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ် ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူထပ်ပြီးတော့မြန်မာယူဆက်ခွန်သင်းတက်တည်ပြခဲ့ပြီးဖြစ်ပါတယ် ဟုတ်ပါတယ်စောပိုင်းကအသင်းကိုတွင်းယူပေးခဲ့တဲ့ညီညီတန့်ပဲဖြစ်ပါတယ်ညီညီတန့်ကတော့မြန်မာယူဆက်ခွန်အသင်းရဲ့တိုက်စစ်မှာတကယ်ကိုအားထားတဲ့ဇာမတယောက်လည်းဖြစ်ပါတယ် ထူးခြားချက်အနေနဲ့ညီညီတန့်ဒီကနေ့ပွဲစဉ်ကလည်းသွင်းကိုတကူအိုမန်သင်းတဲ့ပွဲစဉ်မှာသွင်းထားနိုင်ကြလို့သူ့အနေနဲ့ဒါနှစ်ပွဲဆက်သွင်းကိုရရှိသွားနိုင်ခဲ့တာဖြစ်ပါတယ် ဟုတ်ပါတယ်ကိုညာဆိုတင်ဆက်ခဲ့သလိုပဲဒါအနာဂတ်အတွက်တကယ်ကိုအားထားရမယ်လူငယ်ကစားသမားတွေလည်းဖြစ်သလိုမြန်မာဘောလုံးလောကအတွက်လည်းတကယ်ကိုပဲစံထားရတဲ့အားကစားအဖွဲ့တစ်ခုလို့တော့ဆိုရမယ်မြာ မြန်မာလေးစင်အသင်းအတွက်အနာဂတ်မှာတကယ်ကိုအားထားရမယ့်မျိုးဆက်တစ်ခုလို့ယုံကြည်ထားကြတဲ့ပြည်သက်တွေမျှော်လင့်ထားကြတဲ့မြန်မာယူဆက်ကွန်တင်းရဲ့ခြေစွမ်းဒီနေ့မှလည်းအကောင်းဆုံးပုံစံတစ်ခုမှာရှိနေကြတာဖြစ်ပါတယ်သူတို့ဘယ်လောက်ထိအကောင်းဆုံးပုံစံမှာဆက်ပြီးတော့ရှိနေလဲဆိုတာကိုတော့ဒီနေ့ပွဲအစပိုင်းမှာပဲစီးရီးယားအသင်းကိုသွင်းကိုတကိုသွင်းပြီးတော့အထက်ပြီးတော့တက်တည်ပြခဲ့ပြီးဖြစ်ပါတယ် စီးရီးယားအသင်းကတော့မြန်မာပြည်သက်တွေရဲ့အပိတ်မှုကိုတော့သူတို့နေငယ်စိုးရိမ်မှုတွေရှိနေတဲ့အနေအထားတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်ဒါကြောင့်မို့စီးရီးယားအသင်းကဒီနေ့ပွဲစဉ်မှာတချို့စုံတရားအမှားယွင်းတွေကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမြင်တွေ့နေရတော့မြန်မာယူဆက်ကွန်အသင်းရဲ့နီးပြကျော်ဦးကျော်စီရအောင်မြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ် အိုမန်သင်းတဲ့ပွဲစဉ်အထက်ပို့ပြီးတော့များတဲ့ပြည်သက်အင်အားနဲ့အတူပြည်သက်ရဲ့အားပေးတဲ့တွေကိုစီးရီးယားအသင်းကြော်ဖြတ်ပနိုင်မှာမလားဒါလည်းစိတ်ဝင်စားဖို့ကောင်းနေကြတာဖြစ်ပါတယ် ဟုတ်ပါတယ်ကိုညာဆိုရင်စီးရီးယားအသင်းကလည်းအိုမန်အသင်းရဲ့ပွဲစဉ်မှာရှုံးနိမ့်ထားခဲ့တာကြောင့်ဒီနေ့မြန်မာအသင်းနဲ့ရဆိုင်တွေ့တဲ့အချိန်မှာလည်းထပ်မံရှုံးနိမ့်သွားမလားဒါမှမဟုတ်ပြလာနိုင်မလားဆိုတော့ကျွန်တော်တို့ရေခွန်စွာနဲ့ပဲဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ် ခြေစဝဲအောင်မြင်ဖို့မျှော်လင့်ချက်အနေငယ်ရှိနေသေးလို့ဆိုပေမဲ့စီးရီးယားအသင်းဒီနေ့မှာအင်ရှင်ပရိသတ်တွေရဲ့အားပေးမှုကိုတော့လက်ရှိချိန်မှာကြော်လွှားနိုင်ခြင်းမရှိသေးဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။မာတင်ပဲလင်းအောင်
ဒီမော်စီရတင်ပြန်ရတာလေမြတောက်လျှောက်ပဲဆွဲတက်လာတယ်ဘယ်ကြောင်ထုတ်ပေးတာလဲချိန်ပါလေမာတင်ရဲ့ခံစစ်ကိုတော့မလျှော့သေးဘူးနော်စီရီယာတင်ရဲ့တိုက်စစ်ကအဲချက်ဆန်ခြေပါကိုပြန်ရဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်လက်ရှိခြေစစ်ပွဲကာလမှာအဲချက်ဆန်သွင်းကိုနှစ်ကိုရရှိထားခဲ့တာဖြစ်ပြီးတော့ဒီနေ့မှာသွင်းကိုရရှိဖို့ကြိုးစားခဲ့ပြီမဲ့လည်းမြန်မာတင်ရဲ့ခံစစ်ကပို့ပြီးတော့ကောင်းတဲ့အနေအထားတစ်ခုမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်မြန်မာတင်မရှိဘတိုင်းကနေထားတယ်စီယာတင်ကန်စစ်ကပဲပြတ်သားဆုံးပုံစံနဲ့ရှင်းထုတ်ထားခဲ့ရဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာအသင်းလက်ပြပေါ်မြတ်ခွင့်ရမယ်ခင်ဗျာမြန်မာတင်လက်ပြပေါ်နေကပြောက်ချထားပြီးတယ်အောင်ဒီကပဲအေးရကနေထားတယ်စီယာတင်ကန်စစ်ကပဲကောင်းဦးရခင်ဗျာစီယာတင်ပြန်ရသွားပြီခင်ဗျာရနေအောင်ခြေထဲမှာရှိရနေအောင်လက်ကန်နေဒီချိန်မှာလည်းညီမအတင်းနောက်ထပ်ဥဆောင်ကိုရရှိဖို့အတွက်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ကိုရင်းစီရဲ့မြန်မာတင်ရဲ့ကစားသမားတိုင်းကတော့ရရင်ရလို့အခွင့်အရေးနဲ့အကောင်ဆုံးလုံးပြဖို့အတွက်အတော်လေးစိတ်အားထက်သန်နေတဲ့အခြေအနေမျိုးတွေတော့ကျွန်တော်တို့မြင်တွေ့နေကြရတာဖြစ်ပါတယ်မြန်မာယူဆက်ကွန်ကစားသမားတွေရောဒီနေ့ကွင်းထဲမှာမြန်မာပြည်သက်တွေလိုချင်နေတဲ့ပျော်ရွှင်မှုတကယ်ဟိုပဲစံထားလောက်တဲ့ပုံစံမျိုးတွေတော့မြန်မာယူဆက်ကွန်တင်ကွင်းထဲမှာဖြည်းဖြည်းများလုပ်ပြနေကြရလည်းဖြစ်ပါတယ်ဒီမှာစီရီယာတင်မရှိကိုမျောပြီးရတယ်အေးရဝင်လာပြီးအလေထပ်ပေးတယ်မျောလင်းတဲ့အနေအထားတစ်ခုပါပဲစီရီယာတင်ခြေပါကိုပြန်ရသွားခဲ့ပြီဖြစ်ပါတယ်တိုက်စစ်က FRX မာတင်ခန်စစ်ကအနည်းငယ်အောင်ဆိုင်မှုချော့သွားတဲ့အနေအထားတစ်ခုကနေပဲခြေပါကိုတစ်ခုတော့ပြန်လဲသွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာဆိုရင်တော့ပွဲဟာ14မိနစ်အကျော်မှာဒီမဲ့တစ်ဖက်9စီနဲ့အပြေရလက်ထပ်ပေါ်ထားခဲ့ပြီဖြစ်ပါတယ်ဝယ်ရခုဆိုရင်တော့ရေကုန်စရာကြီးနဲ့ဘုံဘုံစိတ်ဝင်စားဖို့လည်းကောင်းလာနေပြီဖြစ်ပါတယ်မြန်မာတင်ခန်စစ်ရဲ့အနေငယ်လေးဟာသွားတဲ့အရှင်တွေတစ်ခုကိုတော့စီရီယာတင်အကောင်းဆုံးသုံးချပြီးတော့ခြေပါကူတစ်ခုကိုတော့ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အေးရမှာအဆင်သင့်ရှိနေတဲ့ FRX အပိုင်နိုင်ဆုံးပိတ်သွင်းပြီးတော့လက်ရှိချိန်မှာတော့စီရီယာတင်ကတစ်ခုမြန်မာတင်ကတစ်ခုနဲ့ပွဲရတော့အပြန်လန်ပြန်ပြီးတော့ရှိလာခဲ့ပြီဖြစ်ပါတယ်မြန်မာတင်နဲ့ဒီချိန်မှာမြန်မာတင်လက်ပြပေါ်မြောက်ခွင့်ရမများမြန်မာတင်မဲ့လက်ပြပေါ်မြောက်ချထားပြီးတယ်ဘလို့ပဲဖြစ်ဖြစ်လက်ရှိရလက်ကလည်းမြန်မာတင်ခြေစစ်ပွဲအောင်မြင်ဖို့မြန်မာတင်ရဲ့ဘက်မှာအကောင်းဆုံးရှိနေတဲ့ရလက်တစ်ခုလိုပဲဆိုရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါမဲ့လည်းစီရီယာအသင်းအနေနဲ့လည်းသူတို့နောက်တစ်ဆင့်တက်ဖို့အတွက်တကယ်ကိုညှော်လင်းချက်ကိုတော့အသက်ဆက်ဖို့အတွက်လိုအပ်နေကြရလည်းဖြစ်တယ်မြောစီရီယာတင်အုပ်စုတက်ဖို့အတွက်အခွင့်အရေးရှိနေတယ်ဆိုတဲ့အချက်ကြောင့်မြန်မာတင်နောက်ပိုင်းပွဲချိန်တွေမှာတော့ပို့ပြီးတော့မပေါ့ဖို့တော့လိုအပ်နေကြတာဖြစ်ပါတယ်ကျွန်တော်မြန်မာတင်ပဲခံစီကိုပဲပြန်ပေးထားတယ်ဂျာရာတင်မြောက်မြင်မြတ်ကိုညာကြောင့်လိုက်တင်ထပ်ပြီးတော့ပေးထားတယ်ရှေ့မှာမြန်မာတင်ရဲ့တိုက်စစ်ကစားမတွေအဆင်သင့်နေထားမှာတော့ရှိမနေကြတာဖြစ်ပါတယ်မာတင်နေနဲ့ဒီပြိုင်ပွဲမှာ2006ခုနှစ်တုန်းကနောက်ဆုံးအချိန်ခြေစပွဲအောင်မြင်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာခြေစပွဲမအောင်မြင်တာ19နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်19နှစ်ကြာဝေးကွာနေတဲ့အိမ်မက်ကိုဒီအစုဖွဲ့ဒီအသင်းကအကောင်းဆုံးပြန်လည်ပြီးတော့စားဆောင်သွားနိုင်မလားဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မာတင်ပဲရှုကနေပေးတော့စီရီယာတင်ပဲခေါင်းထားမြမာတင်ပြန်လိုက်ဆဲထားတယ်ရင်းအောင်ဘယ်ကျန်နဲ့တွဲထားတယ်မာတင်ပဲဂျာရာတင်မြဘယ်ကြောင့်ပဲထပ်ပြီးတော့ပေးထားတယ်အန်ထူပိုင်ချင်းနေရှိနေတဲ့ရှေ့ကိုထပ်ပေးထားတယ်တောက်လျှောက်ပဲအလဲကိုမှားပေးတာပြီးကောက်တာဒီပြိုင်ပွဲမှာသွင်းကိုနှစ်ကိုရလာတဲ့တိုက်စစ်ကစားသမားရဲနိုင်အောင်ဒီနေ့မှလည်းပွဲကိုတကြောပြန်ပြီးတော့ဥဆောင်နိုင်ဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့တာဖြစ်ပါတယ်အနေငယ်ထိချက်မမှန်ခဲ့တဲ့အနေအထားတစ်ခုမှာမာတင်သွင်းကိုရဖို့တော့အနေငယ်ဝေးကွာခဲ့ရတာဖြစ်ပါတယ်သူရဲ့ထိချက်သာမှန်ခဲ့မယ်ဆိုရင်တော့မြန်မာတင်ပွဲကိုတော့အကောင်းဆုံးပြန်ပြီးတော့ဥဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်ဒီချိန်မှာတော့ကွင်းလက်တန်ရစီရီယာအသင်းကိုပြတ်တဲ့ဘောတတ်မှတ်ပေးထားခဲ့ရဖြစ်တယ်များစော်ပိုင်ရရင်းနေအောင်ဥဆောင်ကိုပြန်လဲရရှိဖို့အတွက်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ဒါမဲ့လည်းသူရဲ့ကြိုးစားအားထုတ်မှုကတော့ကောင်းတိုက်ရမှာအနေငယ်မတိချမှုဖြစ်ခဲ့တဲ့အတွက်ကြောင့်ကိုနဲ့အနေငယ်ဝေးကွာသွားခဲ့ရတဲ့အနေထားလည်းဖြစ်ပါတယ်ကုစနာရှရဲအတင်းကနေထားတယ်အင်းဒီဒန်စီရီယာတင်ပြန်ရသွားပြီမြောအောင်ဒီဟာ
ဘလုံးပဲပြန်ပြတ်ထားရအောင်ဒီကဘက်တော့ဆွဲ